Hello, 皆さん、こんにちは。だから第2課ボの定義さんねりえ。Now so exercise လေးအတွက် super exercise ပေါ့နော်သူကတော့တက်ရှိ grammar 1 grammar 2ဆိုပြီးတော့နှစ်ခုခွဲထားတဲ့ဟာမှာ1 2ရောအကုန်ပါတယ်နောက်ဆုံး exercise လေးပေါ့နော်ဆိုတဲ့အခါကျတော့ကြည့်အောင်မှာဆိုရင် Goban ကကြတော့သူက correct ဒီဟာဆိုတဲ့ဟိုကအားရဟိုကဟာဆိုတဲ့ correct ဆိုတဲ့အားရလေးကိုစစ်ထားပါတော့သူဥပမာပေးထားတဲ့ပုံလေးမှာဆိုရင်သူကတော့လေးကိုသူ့လက်နဲ့ထိကြိုက်ပြီးတော့ပြောနေတာဖြစ်တဲ့အတွက်ခိုရဲဝါခါငီဒက်ဒီဟာကတော့တော့ဖြစ်ပါတယ်ပေါ့နော်အချီပန်းမှာဆိုရင်ကြတော့သူကတစ်ဖက်သူရဲ့သူ့လက်တကယ်မှရှိတဲ့လူရဲ့ကင်မရာလေးကိုလက်ညှိုးထိုးပြီးတော့ပြောနေတာဖြစ်တဲ့အတွက်အဖြေကဆိုရဲနော်ဆိုရဲဝါရာဂျီယိုဒက်ဟိုဟာကတော့ရေဒီယိုဖြစ်ပါတယ်ပေါ့နော်နိဗ္ဗာန်ကိုကြည့်အောင်နိဗ္ဗာန်ကြတော့ပြောတဲ့သူကနားထောင်တဲ့သူရောသူနဲ့ဟိုးလက်တကယ်မှလည်းမဟုတ်ဘူးပေါ့နော်နည်းနည်းလှမ်းမှခက်လန်းကိုရောက်သွားပြီဖြစ်တဲ့အတွက်သူကတော့အားရဲဖြစ်ရမယ်ပေါ့နော်အားရဲဝါ televidas ဟိုကဟာကတော့ TV ဖြစ်ပါတယ်တဲ့နော်နောက်ဆုံးစမ်းပန်းပုံလေးကကြတော့သူလက်နဲ့ထိကြိုက်ပြီးတော့ပြောနေတာဖြစ်တဲ့အတွက်ခိုရဲကိုသုံးပါမယ်နော်ခိုရဲဝါဂျီရှော့ဒက်ဒီဟာကတော့အဘိဓမ္စာအုပ်ဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့သူကကြတော့နိရောခုပန်လေးကကြတော့သူကအဖြေလေးကိုကြည့်ပြီးတော့တစ်တော်တဲ့မိကွန်းလေးကိုပြန်မေးပြရမှာပေါ့နော်ဆိုတဲ့အခါကျတော့အနိုဟီတိုကကွက်လက်ပဲထားလိုက်တော့နော်တက်စကာပေါ့နော်ဆိုတဲ့အခါကျတော့ဖြေတဲ့ဖြေတန်းမှာ height e ရဲ့မပါဘူးဆိုတဲ့တေချာပေါ့မိကွန်းဒီဘာကုံမိကွန်းဖြေရမယ်ပေါ့နော်ဘယ်သူလဲဘာလဲဘယ်လောက်လဲဟုတ်ပြီနော်အသက်ကဘယ်လောက်လဲတန်ဖို့ငွေကြေးတန်ဖို့ဘယ်လောက်လဲဆိုတဲ့အဲ့လိုဘာကုံမိကွန်းလေးတွေဖြေရမှာတေချာသွားပြီဖြေထားတာကမီတာဆန်တက်မီတာဆန်ဖြစ်ပါတယ်ဆိုတော့လူနာမည်ကိုဖြေထားတာဖြစ်တဲ့အတွက်တေချာပေါ့လူကိုမေးတယ်ဘာကုံမိကွန်းမေးပြရမှာတေချာတယ်အဲ့ဒီတော့အနိုဟီတိုဝါထားတဲ့တက်စကာပေါ့နော်အဲ့ဒီဟီတိုနေရာမှာဒါခတ်တာအနိုခတ်တာကိုသုံးထားတယ်ဆိုလို့ရှိရင်နော်ဒိုနာတာတက်စကာလေးနဲ့မေးမယ်ပေါ့နော်ကြည့်အောင်နောက်တစ်ခုဆိုရဲဝါနာနီတက်စကာဟိုကဘာလဲဆိုတဲ့အခါမှာအဖြေကအရှိမ height e ရဲ့လည်းမပါဘူးဆိုတဲ့အခါကျတော့တေချာပေါက်တာဒီဘာကိုမေးရတော့မှဖြစ်တယ်ပေါ့နော် camera does camera ဖြစ်ပါတယ်ဆိုတဲ့အတွက် camera ဒီတမဲ့နောင်เนาะတမဲ့နောင်တွေကိုမေးတဲ့အမေးစကားလုံးဒီဘာလဲဆိုတာနန်းเนาะဆိုရဲဝါနန်းတက်စကာအဲ့ဒါကဘာလဲပေါ့နော်နောက်တစ်ခုကကြတော့ဆိုရဲဝါနာနီနော်ရှိဒီတက်စကအဲ့ဒါကကွက်လက်ရဲ့စီဒီလဲဆိုတော့ခန်းခိုကူကောနော်ရှိဒီတက်စ်တဲ့ကိုရီးယားဘာသာစကားရဲ့စီဒီဖြစ်ပါတယ်ဆိုတော့ကိုရီးယားဘာသာစကားဒီတမဲ့နောင်မယ်နော်နောင်ဆိုတဲ့အတွက်ကြောင့်မို့လို့သူဒီနန်းကိုသုံးရမယ်ဆိုရဲဝါနန်းနော်ရှိဒီတက်စကဘာရဲ့စီဒီဖြစ်ပါသလဲလို့ပြောရမယ်ဟုတ်ပြီနော်နောက်တစ်ခုခိုရဲဝါနာနီနော် episode ကဒီဟာဒီတဲ့ episode ဆိုတော့ခဲတယ်လဲဆိုတော့ Kimura san နော် episode ခီမူရာဆန်ရဲ့တဲ့ခဲတံဖြစ်ပါတယ်ဆိုတော့ခီမူရာဆန်ဒီလူဆိုတဲ့အတွက်လူတွေကိုမေးတဲ့အမေးစကားလုံးဘသူရဲ့ခဲတံလဲဆိုတာဖြစ်ရမှာဖြစ်တဲ့အတွက်ဒါတယ်နော် episode ကပေါ့နော်နောက်တစ်ခုနနဘန်ကြတော့ तू ကစလုံးလေးတွေစာကြောင်းကိုပေါ့နော်ဒီကပောက်ကြထားရတာကိုတက်ရှိတို့ကနေပြီးတော့ grammar pattern အမှန်လေးပြင်ဆင်ပေးရမှာပေါ့နော် तू က wa တဲ့ hon နဲ့ does တဲ့တေချာပေါ့နောက်ဆုံးမှာတော့ does ဖြစ်ရမယ်ပေါ့နော် does ဖြစ်ရမယ်ပြီးတဲ့အခါကျရင် hon wa ခိုတဲ့စာအုပ်ဒီဟာဖြစ်ပါသည်ဆိုတာတဲ့ခိုရဲဝါ Hondas ဒီဟာဒီစာအုပ်ဖြစ်ပါသည်ဆိုပြီးတော့စာကြောင်းလေးကိုစီပြပေးထားတယ်အကြည့်ပါမှာဆိုရင် does ဆိုရဲဝါနော်ဝါတာရှိကာဂီတေချာပေါက် does ကနောက်ဆုံးမှာရှိမယ်ပြီးရင်ဆိုရဲခိုရဲအားတဲ့ဒီစာကြောင်းရဲ့ရှေ့ဆုံးမှာရှိတယ်ဆိုရဲဟုတ်ပြီနော်ပြီးတဲ့အခါကျဆိုရဲခိုရဲအားတဲ့နဲ့ဆိုရင် particle 1နဲ့တန်သွဲလို့ရဖြစ်တဲ့အတွက်ဆိုရဲဝဟုတ်ပြီနော် does ကလည်းနောက်ဆုံးမှာရှိနေပြီဆိုတော့ not ဒီနောက်တစ်ခုကြားထဲမှာပိုက်ဆိုင်မှုကိုပေါ်ပြတဲ့အခါမှာသုံးတာဖြစ်တဲ့အတွက် watashi no kangi des ဒီဟာဒီကျွန်တော်ရဲ့တော့ဖြစ်ပါသည်ပေါ့နော်အဲ့ဒီမှာခါကီကိုရှေ့ထားတာဆိုရဲဝါခါကီနော်ဝါတာရှိတက်ဆိုရင်ဒီဟာဒီတော့ရဲ့ကျွန်တော်ဖြစ်ပါသည်ဆိုဘယ်လိုမှအတိတ်ပဲမရှိတော့ဘူးပေါ့နော်ကိုက
ပေါ့နော် exercise လေးတွေဒီ ratio လေးတွေကိုလုပ်တဲ့အခါမှာဆိုကိုဖြေလိုက်တဲ့စာကိုဒီတိုင်းပေါ့နော်ပုံမှန်ယူကြည့်ပြီးဒီလိုဖြေရမှာပဲဆိုတော့အဲ့လိုဖြေတာမျိုးမဟုတ်ဘဲနဲ့ကိုကစာကြောင်းတစ်ကြောင်းကိုဖြေပြီးတိုင်းအဲ့စာကြောင်းလေးကိုဖတ်ကြည့်မယ်ဘာသာပြန်ကြည့်မယ်ဟုတ်ပြီနော်အဲ့ဒါလေးကဘာသာပြန်တာဒီရုပ်တိရှိပြီးအစဉ်ချောနေတယ်ဆိုလို့ရှိရင်ဒါကိုဖြေထားမှန်တယ်ပေါ့နော်ရုပ်တိရှိမနေဘူးတစ်မျိုးကြီးဖြစ်နေပြီဆိုလို့ရှိရင်ဒါဆိုရင်တနေရာရာမှာလွဲနေပြီပေါ့နော်ဟုတ်ပြီနိဗ္ဗာန်ကြတော့ does not does မိသားဆန်ကြီးလျှော့ဝခုနိုဟုတ်ပြီဆိုတဲ့အခါကျတော့ does ကိုနောက်ဆုံးပို့လိုက်ပြီးခုနိုဆိုနိုအာနိုဒီစာကြောင်းရဲ့ရှေ့ဆုံးမှာရှိရမှာပေါ့နော်ဆိုတဲ့အခါကျတော့ခိုရဲဆိုတဲ့အားရဲဆိုရင် particle ဝနဲ့တန်းတွဲလို့ရပြီမဲ့ခုနိုဆိုနိုအာနိုကကြတော့သူ့နောက်မှာ noun တစ်ခုခုကမဖြစ်မနေလိုက်ပြရမယ်ဆိုတော့ခုနိုကြည့်လျှော့ဒီအဘိဓမ္မာစာအုပ်ဒီမိသားဆန် not does မိသားဆန်ရဲ့ဟာဖြစ်ပါသည်အဲ့လိုမဟုတ်ဘဲနဲ့ခုနိုမိသားဆန်ဝါဆိုပြီးတော့ခုနိုဆိုနိုအာနိုနောက်မှာနောင်တွဲရတယ်ဆိုပြီးတော့မိသားဆန်နောင်မဲกว่าဆိုရတွဲချလိုက်ပြီဒီမိသားဆန်ဒီအဘိဓမ္မာရဲ့ဟာဖြစ်ပါသည်ဆိုရင်ဒါမှားသွားပြီပေါ့နော်ဆိုတဲ့အခါကျတော့ grammar pattern လေးတွေကိုသိထားဖို့လဲလိုတယ်ပေါ့နော်ခိုရဲဆိုတဲ့အားရဲဆိုရင် particle 1နဲ့တွန်းသုံးတယ်ခုနိုဆိုနိုအာနိုနဲ့ဆိုလို့ရှိရင်တော့အနောက်မှာနောင်တစ်ခုခုပါမှာဖြစ်တဲ့အတွက်အဲ့ဒီမှာနောင်ကမိသားဆန်နဲ့ကြီးလျှော့နဲ့ရှိရပေါ့နော်ဆိုတဲ့အခါကျတော့မိသားဆန်ထည့်ကြည့်လို့စာကြောင်းစီလိုက်လို့အဓိပ္ပာယ်မရှိဘူးဆိုရင်ကြီးလျှော့ပြန်ထည့်ကြည့်ပေါ့နော်တခါတည်းကြီးလျှော့ထည့်လိုက်ပြီးတော့စာကြောင်းစီပြီးဖတ်ကြည့်လိုက်လို့အဓိပ္ပာယ်ရှိရင်တော့ဒါတခါတည်းတန်းမှန်သွားပြီပေါ့နော်သူရဲ့စာကြောင်းအမှန်လေးကတော့ခုနိုကြီးလျှော့ဝမိသားဆန် not does ဒီအဘိဓမ္မာဒီမိသားဆန်ရဲ့ဟာဖြစ်ပါတယ်ဇမ်ဘန်ဒါရဲဆိုနိုနော့ကခါစာ des was ပေါ့နော်ဆိုတဲ့အခါကျဒါရဲဆိုတဲ့ဘာကိုမေးခွန်းတွေ့ပြီဆိုတဲ့ဟိုကဒါဒီအမေးစကားလုံးဆိုတဲ့အတွက်အနောက်မှာကာဆိုတာပါမယ်ကားချင်းမှာပါရှိမလဲ des ရှိမယ် des ကာဟုတ်ပြီနော် des ကာနောက်တစ်ခုကကြတော့ခိုနိုဆိုနိုအာနိုရဲ့နောက်မှာဆိုရင်နောက်တစ်ခုခုပါရမယ်ဆိုတော့ဒီမှာနောက်ကိုကြည့်လိုက်တော့ခါစာကိုတွေ့တယ်ဆိုနိုခါစာဝအဲ့ဒီ T ကဒါရဲ not des ကဘယ်သူရဲ့ဟာဖြစ်ပါတယ်လဲအဲ့လိုလေးဖြစ်ရမယ်နော်ရုံးမယ်အားရဲ des ဆန်စေစကွဲ no ဝနော်ဆိုတဲ့ခါကျတော့ခိုရဲဆိုတဲ့အားရဲနဲ့ဆိုရင် particle ဝတန်တွဲလို့ရတယ်ဘာနောင်မှာအနောက်မှာလိုက်စရာမလိုဘူးပြီးရင် des ကလည်းစာကြောင်းရဲ့အနောက်ဆုံးပို့လိုက်ပြီဆိုတဲ့ခါကျတော့အားရဲဝဟိုဟာကတော့စုခုအဲနော်ဆန်စေတဲ့ဆိုဇပွဲရဲ့ဆရာမဖြစ်ပါတယ်တဲ့အဓိပ္ပာယ်မရှိဘူးလေနော်ဆိုတဲ့အခါကျတော့ဆန်စေနော်စုခုအဲ das အဲ့ဒါဝဆန်စေနော်စုခုအဲ das ဟိုကဟာဒီဆရာမရဲ့ဇပွဲကုံဖြစ်ပါတယ်ဟုတ်ပြီနော်နောက်ဆုံးပုတ်လေးကိုရောက်ပါပြီဟာချီပန်ယမရာဆန်ကနေပြီးတော့သူ့အိမ်တကားလေးကိုလာခောက်တယ်ဒါဆိုလို့ရှိရင်ဒီပု္ပ္ပစာလေးဖြေဖို့တဲ့ဆိုဗတက်ရှိလို့ရှေ့မှာတင်ပေးထားတယ်ပေါ့နော်လူရုပ်ပုံလေးနဲ့ခါအီဝါ speaking ပေါ့နော်ခါအီဝါဆိုတာစကားပြော conversation ပေါ့နော် conversation speaking ဆိုတာတဲ့ conversation ပေါ့နော်စကားပြောပုံစံလေးအဲ့ဒီစကားပြောပုံစံဗီဒီယိုလေးကိုကြည့်ထားမှဒါလေးကိုဖြေဖို့အဆင်ပြေမယ်ပေါ့နော်အဲ့ဒါကိုမကြည့်ဘူးကြော်ချထားတယ်ဆိုလို့ရှိရင်တော့ဒါကိုဖြေဖို့အဆင်မပြေဘူးပေါ့နော်အဲ့ဒါကတကယ်လို့ဒါလေးဖြည့်မယ်လို့စိတ်ကူးရှိရဆိုရင်ဖြည့်ကြည့်လို့အဆင်မပြေဘူးဆိုရင်အဲ့ဒီဗီဒီယိုလေးကိုတွားကြည့်ပါနော်ဆိုတဲ့အခါကျတော့ကြည်အောင်ယမရာဆန်ပြောတယ် hi donata deska သူ့အိမ်တကားလေးကိုဘဲလာဒီလိုမို့သူကအိမ်ထဲကနေပြီးတော့ဟုတ်ကဲ့ဘယ်သူပါလဲဆိုပြီးတော့မေးလိုက်တယ်ရေးကြီးတဲ့သုံးလုံးနဲ့ donata deska အဲ့ဒီမှာစန်တိုဆုဆန်နေပြီးတော့ယွန်မာရူဟာချီနော့438ရဲ့စန်တိုဆုဖြစ်ပါတယ်တဲ့စန်တိုဆုကသူ့နာမည်ကိုသူပြောတာဖြစ်တဲ့အတွက်စန်ထက်မပြောဘူးနော်ပြီးတော့စန်တိုစုကဆက်ပြောတယ်ခိုရဲခါရအိုဆဲဝါနိနာရီမတ်အကူအစားပြီးတော့ကုညီဆောက်ရှောက်ပေးပါတို့ဆိုရော်ရရှိခုเนาะခေခေမမေရင်းနီးနီးရှိသွားခြင်းနဲ့ဆိုတဲ့ခါကျတော့ယမရာဆန်လည်းပြန်ပြောတယ်ခိုချီရာခိုဆိုရော်ရရှိခုကျွန်တော်ဘက်ကလည်းခေခေမမေရင်းနီးနီးရှိစင်ပါတယ်တဲ့ပြီးတော့ဆန်တို့ဆူဆန်ကသူကဒီခုမှပြောင်းလာတဲ့သူဆိုတဲ့ခါကျယမရာဆန်စီကိုလက်ဆောင်လေးယူခဲ့ပေးတယ်အနိုးဟိုလေးတဲ့ခိုတဲ့ဒါလေးကတော့အိုမီယာကေဒက်အမတ်တရားလက်ဆောင်ပစ္စည်းလေးဖြစ်ပါတယ်ပြောပြီးတော့ဒိုးဆိုယူပါပေါ့နော်ဒီမှာယမရာဆန်နန်ဒက်စကာဟေးပါလေပေါ့နော်ဆိုတဲ့ခါကျတော့ခိုဟီဒက်
coffee ဖြစ်ပါတယ်ပေါ့နော် coffee ဖြစ်ပါတယ်ဆိုတော့ကိုတို့တခုခုလက်ဆောင်ပေးကျေးဇူးပေါင်းမြန်မာမှာလည်းပြန်ပြောတယ်လေကျေးဇူးတင်ပါတယ်ဟုတ်ပြီနော်အာရီဂါတိုဂိုဇိုင်မတ်ဒါမှမဟုတ်လည်းကျေးဇူးအများကြီးတင်တယ်ဒိုမိုအာရီဂါတိုဂိုဇိုင်မတ်ဆိုပြီးတော့ပြန်ပြောရတယ်ပေါ့နော်ဟိုင်မနာဆန်ဒါဆိုရင်တော့ဝတ္တရှိသည်ဒိုင်နီကသင်ခန်းစာနှစ်အတွက်လိုအပ်တဲ့ဟာလေးတွေကို exercise လေးတွေကအဖြေလေးတွေရောဝတ္တရှိသည်အချိန်ပေးပြီးတော့မနာဆန်တို့တဲ့ sharing ဝေမျှပေးထားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်and 5ပေါ့နော် and 5ရဲ့နှစ်ခန်းပေါ့နော်25ခန်းရှိတဲ့အထဲမှာနှစ်ခန်းဒီ complete ပြီးသွားပြီဖြစ်တယ်ပေါ့နော်23ခန်းကျန်ပါသေးရဲ့ပေါ့နော် hi မနာဆန်အားလုံးပဲအတူတကွလိုက်ပြီးကြိုးစားပေးနေတယ်ဆိုရင်တော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်မှပြန်တွေ့ကြမယ်နော်မတတ်နဲ့ bye bye